ကျွန်တော်လူဖြစ်ပါဒီနေ့ကျွန်တော်အတီးရှိခါဖောက်ပြမှာဖြစ်ပါတယ်ဒါကြီးပေါက်လာလို့ဆိုတာတော့ဆက်လက်စောင့်ကြည့်ပေးကြပါဦးဗျာโอเคပဲအမတစ်ခါစားဖောက်မယ်အမတစ်ခါပါပေါက်မလဲဆက်စကြည့်တော့ကန်ကောင်းပြီးလက်ကီးပေါက်မလားဘာပေါက်မလဲအိုးစမောက်ပေါက်တယ်စမောက်ဆိုတော့လည်းစမောက်ပေါ့အဲ့မဆိုးပါဘူးဒါပေမဲ့ဘာမှလုပ်လို့မရအောင်နှခါမြောက်ကတော့ဘာပေါက်မလဲနှခါအဘယ်ရီပြီးတော့ယူရမှာပေါ့ဟုတ်တယ်မโอเคအဲ့ဒါ300မြောက်ပြီးတော့လေယူရမှာပေါ့လို့ကောင်းလေးကွာဖားလေစမ်းကြီးဟာကွာအဲ့ဒီဘယ်ငါလောက်ပေါက်နေမှာလဲဟိုးနေရအဲ့ဒီပဲလာပေါက်စီမံနဲ့တာပေါက်စီတူးတဲ့တာပေါက်โอเค၄ကမြောက်တော့ကောင်းပေါက်မယ်ထင်တာပဲဟုတ်တယ်ကောင်းပေါက်တယ်မာတီကယ်စပင်းโอเค9ကောင်မြောက်ကတော့ပါလဲပါပေါက်မလဲဆိုတော့နှစ်ခါရှိပြီနော်ပထမတစ်ခါလဲဒါပဲဒုတိယတစ်ခါလဲဒါပဲဘာမှလုပ်လို့မရဘူးတိန်းလို့လည်းမရဘာပေါက်ပါလားကွာတစ်ခါလောက်ပဲမိုက်ဒီကလေးတစ်ခါလောက်ပေါက်ပေးပါဒီပါကွာဒါလည်းနှစ်ခါရှိပြီဆိုပေါက်တာခုနကမြောက်ခုလည်းခါပါပေါက်နေဝိတ်တဲ့ရောက်တရားရဲ့အဖြေကအဲ့ရောရေကပေါက်တာပါတော့ဒီပါကွာဟိုဒီကလောက်ကြောကွာအဲ့ရောတကယ်ကြီးပေါက်သွားတာယုံလောင်မိုက်တော့အဲ့ဒီရှေ့ကများတော့ကောင်းပေါက်မှမထင်တော့ခုနကကြီးထားပေါက်သွားဆိုတော့စက်ထင်တာဆိုပါဦးဘာမှလုပ်လို့မရကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ video ကိုအဆုံးထိကြည့်ရတဲ့အတွက်တယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုလည်း like subscribe လေးပေးကြပါဦးအဆုံးထိကြည့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်